တိတ်ဆိတ်ချောက်ကပ်နေတဲ့လမ်းမထက်မှာမိမပြိုလေးတယောက်ရဲ့အသေးခွဲမတက်အော်ဟစ်ငိုယိုတန်တွေကပဲ့တင်တက်လို့နေပါတယ်။သူမကတော့လာတာပါ။သူမဟာလဲလျောင်းနေတဲ့သူမရဲ့ခင်မွန်အားကျော်ရဲ့အလောင်းဘေးမှာဒူးထောက်ထိုင်ရင်လူသားအားလုံးကိုအကူအညီတောင်းနေရှာပါတယ်။တရားရောက်ရှိကြလားရှင်။ကျမကိုကူညီကြပါဦး။ကျမရဲ့ယောက်ျားကျမရဲ့အသက်သခင်ခင်မွန်လင်ကကျမကိုထားသွားပြီ။အခုသူဒီလောကကြီးထဲမှာမရှိတော့ဘူး။ကျမဘယ်ကိုသွားရတော့မလဲ။ကျမဘာဆက်လို့ရမလဲ။ကျမမှာကိုဝင်ကြီးနေလေ။တယောက်ယောက်ကူညီပေးကြပါဦးရှင်။သူမဟာနာကျင်ဝမ်းနေစွာနဲ့ကောင်းကင်ကြီးကိုမော်ကြည့်ရင်အပြစ်တင်မိပါတယ်။အိုးဖယားသခင်ကိုတော့ဘာတွေလှုပ်လိုက်တာလဲ။ကျမစီကနေကျမရဲ့ခင်မုန်းကိုဘာလို့ဒီလောက်စိုးစိုးစီစီလွတ်ယူသွားရတာလဲ။လာတာအော်ဟစ်ငိုယိုနေပေမဲ့ဘေးနားဖြတ်သွားဖြတ်လာရွာသားတွေကသူမကိုလှည့်တောင်မကြည့်ကြပါဘူး။လူသားချင်းစာနာစိတ်ကင်းမဲ့စွာနဲ့ပဲသူမကိုကြောခိုင်းပြီးထွက်ခွာသွားကြပါတယ်။နိုင်ပေါင်းများစွာကြေကွဲဝမ်းနေပြီးတဲ့နောက်မှာတော့လာတာဟာခင်မွန်ဖြစ်သူအားကျော်ရဲ့ရုပ်အလောင်းကိုသူမကိုယ်တိုင်ပဲခက်ခက်ခဲခဲတကြိုပေးခဲ့ပြီးရောက်ကမအိမ်စီကိုတကိုယ်တည်းခြေဦးလှည့်ခဲ့ပါတော့တယ်။လာတာအိမ်ပြန်ရောက်တဲ့အခါသူမရဲ့ရောက်ကမဖြစ်သူအဖွားကိုဂျန်ကီကအိမ်ရှိကနေစောင့်ကြိုနေပါတယ်။ချွေးမနင်တယောက်တည်းပြန်လာတာလား။ငါသားရောအာဂျုံပေးမလဲ။သူပဲရောက်နေလို့နင်းနဲ့အတူတူပါမလာတာလေ။လာတာဟာအားယူပြီးတော့တုံရင်နေတဲ့အတန်နဲ့ပြန်ပြောလိုက်ပါတယ်။အမေသူဒီကဘာကြီးထဲမှာမရှိတော့ဘူးအမေ။ဂျန်ကီဟာထိတ်လန့်တုန်လှုပ်သွားပြီးသူမရဲ့နားကိုတောင်သူမမယုံနိုင်အောင်ဖြစ်သွားပါတယ်။ဘာနင်ဘာတွေပြောနေတာလဲ။အိုးမဟုတ်ဘူး။အဲ့ဒါမဖြစ်နိုင်ဘူး။ငါသားကငါ့ကိုထားသွားတယ်ဟုတ်လား။အကောင်ကြီးရှိနေတဲ့ငါသားလေးကဘယ်လိုလုပ်တည်သွားရမှာလဲ။ဖေယားဘာတွေဖြစ်ကုန်တာလဲ။သမီးတို့လမ်းမှာအတူတူလာနေရင်သူကအရုတ်တရက်ကြီးထူးဆန်းတဲ့နီလန်းနဲ့တည်ဆုံသွားခဲ့တာပါအမေ။အိုးညီဘာတွေပြောနေတာလဲ။ငါ့ကိုအမှန်တိုင်းပြောစမ်း။ငါသားဘာဖြစ်တာလဲ။အမေဒီကိစ္စကိုသမီးသိပေမဲ့အမေကိုပြောပြလို့မရဘူး။တကယ်လို့သမီးသာအမေကိုအမှန်တိုင်းပြောပြလိုက်ရင်အကြီးအကျယ်ဘေးဆိုးတွေကြုံရလိမ့်မယ်အမေ။တားဖြစ်သူဆုံးရှုံးသွားတဲ့အဖွားဦးနဲ့ခင်မုန်းဖြစ်သူဆုံးရှုံးသွားတဲ့လာတာတို့ဟာအေဦးကမ်းမှာဖက်ရမ်းပြီးတရှုပ်ရှုပ်ငိုကြွေးနေကြပါတော့တယ်။ခဏကြာတော့လာတာဟာသူမရဲ့ဝမ်းနည်းမှုကိုထိန်းချုပ်ပြီးရောက်ကမအတွက်စိုးရိမ်စိတ်နဲ့စကားဆလိုက်ပါတယ်။အမေသမီးအမေအတွက်စားစရာတစ်ခုခုတွားရှာပေးမယ်နော်။အမေဘာမှမစားရသေးတာ2ရက်တောင်ရှိပြီဆိုတော့အမေသိပ်စားနေမှာပေါ့။အိုးချွေးမရဲ့တားအရင်ခောက်ဆုံးသွားတဲ့အမေတယောက်မှာဘယ်လိုလုပ်အစာစားခြင်းစိတ်ရှိမှလဲ။ငါဘာမှမစားခြင်းဘူး။ငါသားရှိတဲ့နေရာကိုပဲငါလိုက်သွားခြင်းတော့တယ်။အမေရဲ့သမီးမလည်းအမေခံစားရတယ်လို့ဝမ်းနည်းမှုတွေအပြည့်ပါပဲ။ဒါပေမဲ့သမီးရဲ့ပိုက်ထဲမှာရှင်သွေးလေးရှိနေတယ်လေ။သူ့အတွက်သမီးအစာစားမှဖြစ်မယ်။အမေဒီမှာခဏဆောင်ပါသမီးစားစရာတစ်ခုခုရအောင်တွားရှာလိုက်အောင်မေလာတာဟာမျောလင်းချက်နဲ့ရွာထဲကိုထွက်လာခဲ့ပါတယ်ဒါပေမဲ့ရွာသားတွေကသူမကိုမြင်တာနဲ့တကားတွေပိတ်ကုန်ကြပါတယ်နောက်ဆုံးမှာတော့ရွာသားတစ်ယောက်ဖြစ်တဲ့ရမက်စီမှာသူမအောင်ကြနောက်ကြခံပြီးတောင်းပန်ခဲ့ပါတယ်အကူကြီးကျမကိုကူညီပါအောင်ရှင်ကျမဘာမှမစားရတာရက်အတော်ကြာပြီမို့တခုခုကျွေးပါအောင်ရှင်ဟေးနေကဂျန်ကီရဲ့ချွေးမှာမဟုတ်လားဟုတ်ပါတယ်ကျမကသူတို့ရဲ့ချွေးမှာပါနေကနမိတ်မကောင်းတဲ့မိန်းမလို့ငါတို့ကြားထားတယ်သွားဒီကနေထွက်သွားစမ်းနေကိုငါဘာစားစရာမှမပေးနိုင်ဘူးနေအောင်နင်းနဲ့ဖိုးကတနက်ခါတွေနဲ့လက်ကောက်တွေဘယ်ရောက်ကုန်တာလဲငါကြားနေတဲ့သတင်းကတကယ်ပဲအမှန်လားအာဂျုံကတကယ်ပဲတည်သွားပြီပေါ့လေအကောင်းကြီးရှိနေတဲ့လူကလေဟုတ်ပါတယ်ရှင်သူဆုံးသွားပါပြီငါပြောခဲ့တာပဲငါတို့တရွာလုံးကအာဂျုံကိုနေနဲ့မယူကိုတားခဲ့ကြတာလေသူကငါတို့စကားကိုနားမထောင်ပြီးနင့်ကိုစိုးယူခဲ့တာအခုတော့ကြည်စံနေကသူ့ကိုစားပစ်လိုက်ပြီတွားစံနင်လိုနမိတ်မရှိတဲ့မိန်းမရဲ့မျက်နှာကိုမြင်ရတာတောင်အကူတို့ဖြစ်တယ်ရမက်ချာရရဆက်ဆက်ပြောဆိုပြီးထွက်သွားပါတော့တယ်လာတာဟာမျက်ရည်တွေကိုတုပ်ရင်းငိုကြွေးနေပါတော့တယ်ဖယားသခင်
ကျမမှာဘာအပြစ်ရှိလို့လဲလူတိုင်းကကျမကိုပဲအပြစ်ပုံချနေကြတယ်ဘာပဲဖြစ်ဖြစ်ကျမပိုက်ထဲကကလေးရဲ့အတွက်တော့အစာစားမှဖြစ်မယ်သူမဟာဝမ်းနေစွာရေရွရင်အားမရှိတဲ့ခြေလမ်းတွေနဲ့ဒေါဆက်ဘက်ကိုထွက်လာခဲ့ပါတယ်ဘိုက်ကလေးဆောင်လူကလည်းနှုံးချိနေတဲ့လာတာဟာဒေါနက်တဲကိုရောက်ရှိသွားပါတယ်အဲ့ဒီချိန်မှာပဲထူဆန်းတဲ့အလင်းတန်းတစ်ခုနဲ့အတူနမိမေတပါသူမရဲ့ရှေ့မှာပေါ်လာပါတယ်ရှင်ကဘယ်သူလဲဒီဒေါနက်တဲမှာဘာလုပ်နေရလဲဟင်ကျမဒီတော့ကိုစောင့်ရှောက်တဲ့နမိမေပါကျမရှင်ကိုကူညီဖို့လာတာပြောသေးရှင်အတွက်ကျမဘာလုပ်ပေးရမလဲဟိုကျမမှာကိုဝင်ရှိနေပါတယ်ရှင်နောက်ရက်အနည်းငယ်ဆိုကလေးမွေးတော့မှာပါကျမဘိုက်အရန်စာနေလို့ကျမကိုတခုခုကြွေးပါရှင်ကျမရဲ့ရောက်ကမအဖွားကိုလည်းအိမ်မှာဘိုက်စာပြီးကျမကိုစောင့်နေရှာမှာပါနမိမေဟာလာတောင်ကိုဂယုဏသက်စွာကြည့်ရင်လေးနဲ့တဲ့စကားတခုကိုပြောလိုက်ပါတယ်လာတောင်မင်းအခုလိုအစားအသောက်တွေရှာဖွေပြီးအသက်ရှင်အောင်ကြိုးစားနေပေမဲ့မင်းရဲ့ကလေးဟာလှူလောကတဲကိုရောက်လာမှာမဟုတ်ဘူးဒီစကားကိုကြားလိုက်ရတဲ့လာတာကတိတ်ကိုအံ့ဩတုန်လှုပ်သွားပါတယ်ရှင်အဲ့ဒါကဘာစကားလဲအိုးမဟုတ်ဘူးဒီလိုမဖြစ်နိုင်ပါဘူးကျမရဲ့ရင်သွေးလေးကဘာလို့မွေးမလာရမှာလဲသူကကျမရဲ့အသက်ပဲလေသူမွေးလာရမယ်မင်းကိုယ်တိုင်ဆုံးဖြတ်ချက်ချရမယ်လားတောင်မင်းတို့နှစ်ယောက်စလုံးအသက်ရှင်လို့မရဘူးမင်းရဲ့အသက်ကိုစရေမလားဒါမှမဟုတ်ကလေးရဲ့အသက်ကိုစရေမလားမင်းတို့တွေကတယောက်ပဲအသက်ရှင်ခွင့်ရှိမယ်အိုးမဖြစ်ရဘူးကျမရဲ့ကလေးလေးအသက်ရှင်ရမယ်ကျမလေးရှင်ရမယ်ဘာပဲဖြစ်ဖြစ်ကျမကလေးကိုလည်းအထိခိုက်မခံနိုင်ဘူးဒါကကံကျမရဲ့နှိရမှာပဲလာတောင်မင်းတို့လက်ထက်တာ15နှစ်ကြာမှဒီကလေးကိုရလာတာကအလကားရလာတာမဟုတ်ဘူးမင်းရဲ့ခင်မုန်းအားကြောင့်ဟာသူ့ရဲ့အသက်နဲ့လဲပြီးဒီကလေးရဲ့အသက်ကိုရွေးချယ်ခဲ့လို့မင်းရဲ့ခင်မုန်းသိဆုံးခဲ့ရတာအခုမင်းအလဲရောက်ပြီမင်းသာအသက်ရှင်မယ်ဆိုရင်ကလေးသေးလိမ့်မယ်ကလေးကိုအသက်ရှင်စေခြင်းရင်တော့မင်းကိုယ်တိုင်အသေးခံရမယ်ဒါကိုကြားလိုက်ရတဲ့လာတာဟာခဏတာမြင့်သက်သွားပြီးနောက်ခိုင်မာတဲ့ဆုံးဖြတ်ချက်ကိုကြားလိုက်ပါတယ်ကောင်းပါပြီကျမရဲ့ကလေးကိုပဲအသက်ရှင်ခွင့်ပေးပါဒါပေမဲ့ကျမသာတည်သွားရင်ကျမရဲ့ကလေးကိုဘယ်သူကပြူစုပြိုးထောင်ပေးမှလဲသူကမိခင်ရဲ့မြတ်တာကိုလှိုးအပ်မှလေအဲ့ဒီအတွက်တော့မစိုးရိမ်ပါနဲ့မင်းရဲ့ကလေးကိုငါကိုယ်တိုင်စောင့်ရှောက်ပြီးအရွယ်ရောက်အောင်ပြုစုပေးမယ်လို့ကတိပေးပါတယ်နမိမေဟာပျော်ပျော်ဆူဆူနေပဲတောက်ပတဲ့အလင်းတန်းတစ်ခုကိုထုတ်လွှတ်လိုက်ပြီးသူမကိုယ်တိုင်စိတ်မလေးတစ်ကောင်အဖြစ်အသွင်ပြောင်းလိုက်ပါတော့တယ်လာတာဟာအာရင်ကုန်ခန်းစွာနဲ့အိမ်ကိုပြန်ရောက်လာပြီးကရင်ပေါ်မှာလှဲချလိုက်ပါတယ်ချွေးမဘာတွေရခဲ့လဲမနက်ကလေးကသွားတာအခုညနေတောင်စောင်းနေပြီလေဘာလို့ဒီလောက်တောင်ကြာနေရတာလဲလာတာဟာပြန်မပြေနိုင်ခင်မှာပဲဘိုက်ထဲကနေပြင်းထန်တဲ့အနာကျင်မှုကိုခံစားလိုက်ရပါတယ်အမေကျမပိုက်ထဲကတိတ်နာနေပြီခါးတွေလည်းကျုံးမတန်နာနေပြီကလေးမွေးတော်မယ်တင်နေမေချွေးမစိတ်ကိုတင်းထားအာတင်ထားနော်ကလေးလေးထွက်လာတော့မှာပါလာတာဟာနာကျင်စွာခံစားပြီးအားကုန်သုံးပြီးအော်ဟိလိုက်တဲ့နောက်ဆုံးမှာတော့အလွန်လာပါတဲ့သမီးငယ်လေးတဦးကိုဖွားမြင်လိုက်ပါတယ်အိမ်နောက်မှာတော့လာတာဟာအသက်ရှူသမ်းမှန်မှန်နဲ့ရောက်ကမကိုနောက်ဆုံးစကားမှားရှာပါတယ်အမေကျမရဲ့ကလေးကိုတေးသေးချာချာစောင့်ရှောက်ပေးပါနော်ညီပါတွေပြောနေရလေချွေးမရဲ့ညီရဲ့သမီးကိုညီကိုယ်တိုင်စောင့်ရှောက်ရမှာပေါ့ထောင်းလေချွေးမဟဲ့လာတာဟာတော့သူ့သမီးလေးရဲ့မျက်နှာကိုတစ်ချက်ကြည့်ပြီးပြုံးရွှင်စွာနဲ့ပဲလောကကြီးကိုအပီးတိုင်းနှုတ်ဆက်သွားခဲ့ပါပြီဒါဖြစ်သူရောချွေးမဖြစ်သူပါဆုံးရှုံးသွားတဲ့အဖွားကိုကြံကြီးဟာမိဘမဲဖြစ်သွားတဲ့မိမလေးကိုပွေ့ကြည့်ရင်ကောင်းရင်ကြီးကိုကြည့်ကအားကိုးရမဲ့ငိုကြွေးနေပါတော့တယ်ဖယားသခင်ဒါကဘယ်လိုလုပ်ဖြစ်ရတာလဲကျမရဲ့သားလေးကိုလည်းဆုံးရှုံးခဲ့ရပြီအခုချွေးမလေးလေးကျမကိုထပ်ပြီးထားသွားပြန်ပြီကျမလိုအိုမင်းမစွမ်းအဖွားကိုတယောက်တည်းကဒီမီးမာလေးကိုဘယ်လိုစောင့်ရှောက်ရမှာလဲကျမကံကြမ္မာမှာဘာတွေရေးထားလို့လဲဖယားသခင်ကျမလိုအဖွားကိုကြီးကိုပဲအရင်ခေါ်သွားပါတော့လားကျမချွေးမလေးကိုတော့ကြံထားပေးခဲ့ပါဦးလားရှင်အဲ့ဒီချိန်မှာပဲနမိမေလေးကဖန်ဆင်းထားတဲ့စိတ်မလေးဟာအိမ်တဲကိုဝင်လာပြီးချန်ကီရဲ့ရှီမှာလာရက်ပါတယ်။ထူဆန်းစွာပဲအဲ့ဒီစိတ်မလေးရဲ့နှုတ်အုံကနေနှုတ်ရည်တွေကအလိုအရောက်စီးကျလာပါတယ်
အိုးဒီစိတ်မလေးကနှိုးရည်တွေအများကြီးပေးနေတာပဲထူးဆန်းလိုက်တာဒီစိတ်မလေးဘယ်ရပဲလို့ရောက်လာတာပါလေဘာပဲဖြစ်ဖြစ်ငါမီးမလေးကိုဒီနှုတ်တွေပဲတက်ရမယ်ကျေးဇူးတင်ပါတယ်ဖရာသခင်ကိုတော်ကလမ်းတစ်ခုကိုပိတ်ပင်ခဲ့ပေမဲ့နောက်ထပ်လမ်းတစ်ခုကိုတော့ဖွင့်ပေးခဲ့ပြီးပဲဒီစိတ်မလေးဟာငါမီးမလေးရဲ့အဆောင်အရှောက်ပဲဖြစ်ရမယ်အဲ့ဒီကစပြီးဂျန်ကီဟာစိတ်မလေးကိုတိတိကျကျကျွေးမွေးပြီးစိတ်နှုတ်တွေနဲ့ပဲမီးမလေးကိုအရွယ်ရောက်အောင်ပြုစုခဲ့ပါတယ်အချိန်တွေကမြ мян ဆန်ဆန်ပဲကုံဆုံးသွားခဲ့ရအောင်18နှစ်တိုင်တိုင်ကြာမြင့်ခဲ့ပါပြီလာတာရဲ့သမီးလေးရာတာဟာအလွန်လှပတဲ့မိန်းမပျိုးလေးတူဖြစ်လာခဲ့ပါတယ်ရတော့သမီးဘယ်လောက်အထိအိတ်နေဦးမလဲထတော့လေစိတ်မလေးကိုမျက်သွားကြွေးဖို့ခေါ်သွားအောင်အဖွားကမျက်ရှာဖို့သွားခဲ့ပေမဲ့ဘာမျက်မှလည်းမတွေ့ခဲ့ဘူးကွယ်ဒူးကလည်းနာနေလို့သမီးလေးပဲသွားလိုက်တော့နော်ဟုတ်ကဲ့အဖွားသမီးအခုပဲထပါပြီကော်ရီကိုအခုပဲအပြင်ခေါ်သွားပြီးအစာကျွေးလိုက်ပါမယ်ရှာတာဟာစိတ်မလေးကော်ရီကိုခေါ်ပြီးအပြင်ထွက်လာတဲ့အခါမှာတော့ရွာသားယမတ်နဲ့တိုးပါတော့တယ်သူကရာတာကိုမြင်ချင်းမျက်နှာလွှဲပြီးပြောလိုက်တယ်ဟင်းနမိတ်မရှိတဲ့မိသားစုကကလေးမရဲ့မျက်နှာကိုငါကြည့်လိုက်မိပြီဒီနေ့တနေ့လုံးတော့ငါအတွက်ကန်ဆိုးတော်မှာပဲနင်မိဘတွေကဘာအကုသိုလ်တွေလုပ်ခဲ့လို့နင်လိုကောင်းမလေးကဒီမှာအနေခံပြီးနေရတာလည်းမသိဘူးဦးလေးကဘာလို့သမီးကိုမြင်တိုင်းဒီလိုစကားတွေပဲပြောနေကြတာလဲသမီးကဦးလေးရဲ့ပေါ်ဘာအမားတွေလုပ်ခဲ့မိလို့လဲနင်ကငါ့ကိုဘာမှမလုပ်ပေမဲ့နင်မိဘတွေတခုခုလုပ်ခဲ့လို့ပေါ့အခုတော့နင်ကအဲ့ဒီအပြစ်တွေကိုခံနေရတာလေသွားဖတ်သွားနင်မျက်နှာကိုငါမကြည့်ချင်ဘူးရတာဟာဝမ်းနေစိတ်နဲ့ကော်ရီကိုကြည့်ပြီးရင်ဖွင့်ရှားပါတယ်ကော်ရီနင်တယောက်ပဲငါ့ကိုဘာမှမပြောပဲတငယ်ချင်းလိုအမြင်နေပေးတာဟာဒီဟာရွာသားတွေကတော့ငါ့ကိုဘယ်သူမှမချစ်ကြဘူးကော်ရီဟာရတာရဲ့စကားကိုနားလေတယ်လို့ကောင်းငင်ပြပါတယ်အေးပါလာကန်နားမှာရှိတဲ့လက်လက်ဆက်ဆက်မြက်ခင်းစိမ့်တွေစီကိုငါခေါ်သွားမယ်နော်မနေ့ကအဝိရှော်ရင်တွေ့ခဲ့တာမြက်တွေကတိတ်နှုတ်တာပဲရတာဟာစိမ့်မလေးကော်ရီကိုကန်နားမြက်ခင်းစီခေါ်လာခဲ့ပါတယ်ဒါပေမဲ့ကန်နားကိုရောက်တဲ့အခါမှာတော့ထူးဆန်းတဲ့အဖြစ်တစ်ခုဖြစ်သွားခဲ့ပါတယ်သူမရဲ့မျက်စိရှိမှတင်စိမ့်မလေးကော်ရီကရုတ်တရက်ပျောက်ကွယ်သွားပါတော့တယ်ဟင်ဒါဘာဖြစ်တာလဲကော်ရီနင်ဘယ်ကိုရောက်သွားတာလဲခုလေးတင်ဒီမှာရှိနေသေးတာလေဖယားငါပါလို့ရမလဲရတာဟာကန်နာတော့ဝိုင်အနံပြလိုက်ရှာပေမဲ့ကော်ရီကိုမတွေ့တော့ပါဘူးသူမဟာအာကိုရမဲစွာနဲ့ကန်နာမှာထိုင်ငုံနေတော့မှပဲရတဲ့ကြီးတစ်ပါးကြွားရောက်လာပါတော့တယ်သမီးလေးဘာလို့ဒီမှာထိုင်ငုံနေရတာလဲဘာအကူအညီပေးရမလဲကွယ်သမီးရဲ့တငယ်ချင်းစိတ်ကလေးပျောက်သွားလို့ပါသူကစိတ်ကလေးဆိုပေမဲ့သမီးရဲ့အတွက်တော့မိခင်တယောက်လိုပါပဲအခုသူပျောက်သွားပြီဘယ်လိုမှရှာမတွေ့တော့ဘူးရတဲ့ဟာသမီးရဲ့အဲ့ဒီစိတ်ကလေးကရိုးစိတ်မဟုတ်ဘူးကွတကယ်တော့သူကသမီးရဲ့အဆောင်အရှောက်နှက်မိမယ်ပဲသမီးမွေးကလေးကသူကသမီးနားမှာစောင့်ရှောက်ပေးနေခဲ့တာကွအခုသူကသမီးစီကနေထွက်ခွာသွားပြီးမို့သမီးသူကိုဘယ်တော့မှပြန်တွေ့မှာမဟုတ်တော့ဘူးရှင်ရှစ်တေကြီးကဘာတွေပြောနေတာလဲရှင်ဘာပဲဖြစ်ဖြစ်သမီးသူ့ကိုပဲလို့ချင်တယ်သမီးသူ့ကိုသိချစ်တာပါတကယ်လို့သမီးကသူ့ကိုတကယ်တွေ့ချင်နေဆိုရင်တောင်ဘက်အရက်ကိုသွားရမယ်အဲ့ဒီမှာသမီးသိချင်တဲ့မိကွန်းတွေအားလုံးရဲ့အဖြေကိုတွေ့ရလိမ့်မယ်ဒါပေမဲ့တတိထားနော်အဲ့ဒီခရီးကတိတ်ကိုအန္တရာယ်များတယ်သမီးလေးတက်တိရှိသွားနိုင်မှာမလားကွယ်အိုးကော်ရီအတွက်ဆိုရင်ဘာမဆိုလုံးဝင်ပါတယ်ရှင်အဲ့နောက်ရတာဟာရသေးကြီးညွန်ပြတဲ့တောင်ဘက်ရက်စီကိုခြေချင်းခရီးစတင်ခဲ့ပါတယ်ဒေါနက်တဲကိုရောက်တဲ့အခါမှာတော့သူမဟာထူးဆန်းတဲ့အရေးတစ်ခုကိုတွေ့လိုက်ရပါတယ်အဲ့ဒီအရေးဟာအသေးအတန်ကိုကျွေးနေတာကြောင့်ရတာဟာစိတ်ဝင်စားစွာနဲ့အနားကိုကတ်သွားပါတယ်ရှင်ကဘာလို့လဲဘာလို့ဒီလောက်တောင်ငိုနေရတာလဲငါကတခြားသူမဟုတ်ပါဘူးကွယ်သမီးငါကမင်းရဲ့ဖခင်အကြောင်းမှာဒီတော်ထဲမှာလမ်းပြောက်ပြီးဝိညာဉ်ဘဝနဲ့လှည့်လည်နေခဲ့ရတာနှစ်ပေါင်းများစွာကြာခဲ့ပြီကွရှင်ဒါကဘာစကားလဲရှင်ကကျမရဲ့အဖေဟုတ်လားအဲ့ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဟုတ်တယ်သမီးမကောင်းဆိုးဝါးဆုံးကဝေးတယောက်ကသူ့ရဲ့မော်အစွမ်းတွေနဲ့အဖေကိုဒီမှာဖိတ်လောင်ထားတာအဖေကသူ့ရဲ့ကြုံဖြစ်နေခဲ့ရတယ်သူ
သူခိုင်းတာမှန်သမျှအားလုံးကိုဝိညာဉ်ဘဝနဲ့လုံနေခဲ့ရတာပါကွယ်သမီးလေးရဲ့အဖေအခုလိုဘဝကနေလွတ်မြောက်ပြီးငြိမ်းချမ်းစွာအနားယူနိုင်အောင်သမီးလေးပဲကူညီပေးပါတော့ကွယ်အဖေတို့ကသမီးကိုဘာလို့ထားသွားကြတာလဲအမေလည်းမရှိတော့ဘူးအဖေလည်းမရှိတော့ဘူးသမီးကအဖေတို့နှစ်ယောက်လုံးမရှိပဲဘယ်လိုဆက်နေရမှာလဲသမီးလေးမင်းအမေပြန်ပြီးအသက်ရှင်လာနိုင်တဲ့နီလန်ကရှိသေးပါတယ်ကွဒါပေမဲ့အဖေဒီချိန်စာကနေမလွတ်မချင်းတော့သမီးအမေကိုတွေ့ရမှာမဟုတ်ဘူးဒါကိုကြားလိုက်ရတဲ့ရာဒါလေးလည်းမျောလင်းချက်အပြည့်နဲ့မျက်လုံးတွေကတောက်ပါလာခဲ့တယ်တကယ်လားအဖေသမီးအမေကတကယ်ပဲပြန်ရှင်လာနိုင်မှာလားဟုတ်တယ်သမီးမင်းအမေကအခုထိအသက်ရှင်နေတော့မယ်ဘေးကင်းတဲ့နေရာမှာရှိနေတာပါဒါပေမဲ့အရင်ဆုံးအဖေကိုဒီချုပ်နှောင်မှုကနေလွတ်အောင်လှုပ်ပေးရမယ်သူရှင်သန်နေတာကတာမန်လူဘဝမှာတော့မဟုတ်ဘူးပေါ့ကွယ်ဒါပေမဲ့သူ့ကိုပြန်ရှင်သန်လာအောင်လုပ်နိုင်ပါတယ်ပြောပါအဖေသမီးဘာလုပ်ပေးရမလဲဒီကနေသွားရင်စုံကဝေးရဲ့ចောင်းဆောင်ကိုရောက်လိမ့်မယ်သူ့ရဲ့လက်ထဲမှာမှော်တောင်ဝေးတစ်ခုရှိတယ်အဲ့ဒီတောင်ဝေးကိုသမီးကချိုးပြရမယ်ကွတောင်ဝေးကျိုးသွားတာနဲ့စုံကဝေးလည်းတည်သွားလိမ့်မယ်အဲ့ဒီအခါကျမှအဖေလည်းဒီဘဝကနေလွတ်မြောက်နိုင်မှာဒါပေမဲ့အဖေအဲ့ဒီစုံကဝေးကတိတ်ကိုအစွမ်းထက်မှာပေါ့သမီးလိုတာမန်မိန်းကလေးတစ်ယောက်ကသူ့ကိုဘယ်လိုလုပ်အနိုင်ယူနိုင်မှာလဲသမီးကတာမန်မိန်းကလေးမဟုတ်ဘူးသမီးကရိုဟီနီနက်ခတ်နဲ့မွေးဖွားလာတဲ့သူပဲသမီးကိုစောင့်ရှောက်ပေးခဲ့တဲ့စိတ်မလေးကိုရီကလည်းနတ်မိမယ်တပါးပဲကွဒါကြောင့်ဘယ်သူမှသမီးကိုအန်တရေမပြုတ်နိုင်ဘူးစုံကဝေးကိုနှိမ်နှင်းမှုအတွက်ဒီနားမှာရှိတဲ့ဂူထဲကိုအရင်သွားပါအဲ့ဒီဂူထဲမှာကြောက်တုံးတုံးရှိတယ်အဲ့ဒီကြောက်တုံးကိုယူပြီးမှစုံကဝေးစီကိုသွားပါစုံကဝေးကသမီးဟာအဖေသမီးမှန်သိမှာမဟုတ်ဘူးအကယ်၍သူသာသိသွားရင်သမီးကိုရစ်ပူစော်ပြီးသူ့ရဲ့အစွမ်းတွေကိုပို့တိုးအောင်လုပ်လိမ့်မယ်ဟုတ်ကဲ့အဖေသမီးတေချာပေါက်အောင်မြင်အောင်လှုပ်ဆောင်ပါမယ်သူမပြောနေတော့မှပဲဖခင်ရဲ့အရေးဟာလေထဲမှာပျောက်ကွယ်သွားပါတော့တယ်ရတာဟာသူမရဲ့ဖခင်ကိုကဲ့တင်ဖို့ခိုင်မာတဲ့စိတ်ဓာတ်နဲ့ဒေါနက်ထဲကိုပို့ပြီးတိုးဝင်လာခဲ့ပါတယ်နောက်ဆုံးမှတော့လိုအပ်ချက်တွေနဲ့ပြည့်နေတဲ့ကူကြီးတစ်ခုရဲ့ရှေ့ကိုရောက်လာပါတယ်သူမကူထဲကိုဝင်ဖို့ပြင်လိုက်စင်မှာပဲလှုပ်ဝက်ဆန်းကျတဲ့အတန်ကိုကြားလိုက်ရပါတယ်ရက်လိုက်ဆန်းမင်းဒီကူထဲကိုအလွဲတကူဝင်လို့မရဘူးရတာဟာထင်းလန့်သွားပြီးမဲ့အားတင်ပြီးတော့ပြောလိုက်တယ်ဘယ်သူစကားပြောနေတာလဲကျမကူထဲကိုဝင်ရမယ်အဲ့ဒီကြောက်တုံးကိုရအောင်ယူရမယ်ကူထဲကိုမဝင်ခင်ငါမေးတဲ့ဗဟေလီကိုအရင်ဖြေရမယ်အကယ်၍မင်းမှန်အောင်ဖြေနိုင်မှကူထဲကိုဝင်ခွင့်ရမယ်ဟုတ်ကဲ့ကျမအစင်သစ်မှာပဲမေးချင်တာသာမေးပါရှင်အိုမင်းနေတဲ့ဖခင်တယောက်ရဲ့အားကိုးရာကိုလွှယူသွားနိုင်တဲ့မိခင်တယောက်ရဲ့မြတ်တာတွေကိုမျက်ရည်တွေအဖြစ်ပြောင်းလဲပြစ်နိုင်တဲ့မျိုးဆက်တစ်ခုရဲ့အလင်းတိုင်ကိုနှိမ့်သက်ပြစ်နိုင်တဲ့အကြီးမားဆုံးသောဝမ်းနည်းမှုကပါလေရတာဟာခဏတာစဉ်းစားပြီးနောက်မှာတော့သူမကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ခံစားချက်နဲ့ပြန်ဖြေလိုက်ပါတယ်အဲ့ဒါကတော့မိဘတွေကသားသမီးကိုဆုံးရှုံးရခြင်းဒါမှမဟုတ်သားသမီးကမိဘနဲ့ခွဲခွာရခြင်းဆိုတဲ့ဝမ်းနည်းပူဆွေးမှုပါပဲရှင်မင်းရဲ့အဖြေကမှန်ကန်သွားပြီပဲကဲဂူထဲကိုဝင်နိုင်ပြီရတာဂူထဲကိုရောက်တဲ့အခါမှာတော့သူမရဲ့ရှေ့မှာကြောက်တုံးနှတုံးရှိနေတာကိုတွေ့လိုက်ရပါတယ်တရုံးကရွှေရောင်တွေတောက်ပနေပြီးနောက်တရုံးကတော့အလွန်တာမန်ကြတဲ့ကြောက်တုံးလေးတရုံးပါပဲဟင်ကြောက်တုံးကနှစ်တုံးတောင်ဘယ်ဟာကအစ်စ်ဖြစ်မလဲငါဘာလို့ရမလဲအဲ့ဒီချိန်မှာပဲကူလေးကနေအတန်ထက်ထွက်လာပါတယ်ရှာတော့ဒီကြောက်တုံးနှစ်တုံးတွေကတရုံးကပဲမင်းကိုကာကွယ်ပေးနိုင်မှာနော်တေချာစဉ်းစားတကယ်လို့ကြောက်တုံးအမားကိုသာရွှေ့မိရင်မင်းကဒီနေရာမှာတင်ပျောက်ကွယ်သွားလိမ့်မယ်ငါဘာကိုရွေးရမလဲလှပပြီးတောက်ပနေတဲ့အရာတွေကအမြဲတမ်းအတွက်အဆင့်အမှန်မဟုတ်တတ်ဘူးတမန်ကရှန်ကမြင်ရတဲ့အရာတွေထဲမှာပဲတကယ်အမှန်တရားကရှိတတ်တယ်ဒါကြောင့်ဒီတာမန်ကြောက်တုံးလေးရပဲအစ်စ်ဖြစ်ရမယ်ရတာဟာတာမန်ကြောက်တုံးလေးကိုရွေးချယ်ပြီးကန်လိုက်တဲ့အခါမှာတော့ခူကြီးတစ်ခုလုံးအလင်းတန်းတွေဖြာထွက်လာပြီးရွှေရောင်ကြောက်တုံးကြီးကပြောင်းကွယ်သွားပါတယ်ရတာမင်းရွေးချယ်တာမှန်ကန်ပါတယ်မင်းကတကယ်ကိုပညာရှိတဲ့မိန်းကလေးပဲကဲအခုသွားနိုင်ပြီဒီကြောက်တုံးကမင်းကိုအနေရကနေကာကွယ်ပေးလိမ့်မယ်ရတာကူရီကနေထွက်လာပြီးစုံကဝေကြီးရဲ့ကြောင်ဆောင်ကြီးကိုရောက်လာပါတယ်
နောက်ဆုံးတော့ရောက်ခဲ့ပြီဒီเจ้าဆောင်တွေကိုငါဘလို့နီးနေမဆိုဝင်မှဖြစ်မေအဲ့ဒီချိန်မှာပဲဆုံးကဝေကြီးကเจ้าဆောင်တွေကနေထွက်လာပါတယ်နင်းကဘဲသူလဲတာမန်ကလေးမလေးတယောက်ကငါရဲ့เจ้าဆောင်မှာဘာလုပ်နေတာလဲအခုချက်ချင်းဒီကနေထွက်သွားစမ်းရတာကတတိရှိရှိနဲ့ရင်ဆိုင်လိုက်ပါတယ်မတော်နိုင်ဘူးရှင်ကျမရဲ့မိဘတွေကိုဘာတွေလုပ်ခဲ့တယ်လဲဆိုတာအမှန်အတိုင်းပြောစမ်းဘာတွေလာပြောနေတာလဲဟောနေအောင်ကြည်ရတာလွန်ခဲ့တဲ့အနှစ်20ကငါစီလာခဲ့တဲ့လူတွေကနှင်းမိဘတွေလားနေကအာကျုပ်ရဲ့သမီးပဲကိုနေတောင်တော်တော်ကြီးလာပြီပဲမိန်းကလေးအခုနင့်ကိုပါရစ်ပူဇော်ရမယ့်အချိန်ရောက်ပြီဒါမှငါရဲ့မော်ဆွမ်းတွေကအတော်အထိတ်ကိုရောက်မှာရှင်ဘာတွေရိုးကြောင်ကြောင်ပြောနေတာလေရှင်ကျမမိဘတွေပေါ်မှာတိတ်ကိုရှုံးမာခဲ့တာပဲအခုကရှင်ရဲ့ဇက်သိန်းကိုရောက်ရတော့မေနှင့်မိဘတွေကကလေးရဖို့အတွက်ငါစီကိုလာခဲ့တာလေဒါပေမဲ့နင့်ရဲ့ဖေကငါရဲ့မော်ပညာတွေကိုနှောက်ယှက်ဖို့စူးစမ်းခဲ့တယ်သူကသားသမီးလိုချင်လို့ငါစီကိုလာခဲ့တာအဲ့ဒါနဲ့ပဲငါကအသက်ခံလိုက်ရတဲ့မင်းသမီးတစ်ပါးရဲ့ဝိညာဉ်ကိုနင့်ရဲ့မေပိုက်ထဲထည့်ပေးလိုက်ပြီးအခုလိုနင့်ကိုမွေးဖွားလာစေခဲ့တာပေါ့ဒါပေမဲ့ငါရဲ့ဆုံးဝတ်တက်ကမပြီးဆုံးသေးဘူးအဲ့ဒါကြောင့်ပဲနင့်ရဲ့ဖေကိုငါတတ်ပစ်လိုက်တာလေနင့်ရဲ့ဖေရဲ့သေဆုံးမှုကဘာလို့ထူးဆန်းနေလဲဆိုတာအခုတော့နင်သိပြီမလားဘာပဲဖြစ်ဖြစ်အခုချိန်မှာတော့နင်ကနတ်ဖျားမလေးတစ်ပါးလို့တင့်တယ်နေပြီနင်ထဲမှာမင်းသမီးရဲ့ဝိညာဉ်ကကင်းရောက်နေတာကိုနင်ကိုရစ်ပူဇော်လိုက်ရင်အဲ့ဒီဝိညာဉ်ကနေတောက်ပတဲ့အလင်းတန်ကြီးဖြစ်လာလိမ့်မယ်အဲ့ဒီအလင်းကိုငါကိုယ်ထဲသွင်းပြီးငါကလောကမှာအစွမ်းတက်ဆုံးသူဖြစ်လာမှာရှင်ကတိတ်ကိုရှုံးပါတယ်မိစ္ဆာပဲရှင်ကိုဒီအတိုင်းလွတ်မထားဘူးကျမမိဘတွေရဲ့အတွက်ကျမကိုယ်တိုင်လက်စားချေမယ်ရတာဟာသူမရဲ့လက်ထဲမှာကြစ်ကြစ်ပအောင်စုပ်ကင်ထားတဲ့တာမန်တောက်တုံးလေးကိုစုံကွေကြီးရဲ့ရှေ့မှာထားလိုက်ပါတယ်ဒါကပါလေဒီကဒီလိုကြောက်တုံးလေးနဲ့ငါ့ကိုရှင်းဆိုင်မလို့လားယူသွားစမ်းနေ့ရဲ့ကြောက်တုံးအစုပ်ပလုတ်ကိုယူပြီးငါရှိကနေအခုချက်ချင်းထွက်သွားစမ်းဒါပေမဲ့စုံကွေကြီးစကားပြောလို့မဆုံးသေးခင်မှာပဲအဲ့ဒီတာမန်ကြောက်တုံးလေးတွေကနေတလုံးကလုံးကိုလွှမ်းမိုးသွားလောက်တဲ့စူးရှာတောက်ပတဲ့အလင်းတန်းကြီးကအဖျားထွက်လာပါတယ်စုံကဝေကြီးကအဲ့ဒီအလင်းတန်ကိုမခံနိုင်ပဲအော်ဟိရင်နဲ့မျက်စိတမရဲ့အတွင်းမှာပဲမီးလောင်ကျွမ်းပြီးပြအဖြစ်ပြောင်းလဲသွားပါတော့တယ်။ဂျာတာခွင်ရီကိုလက်လွတ်မခံပဲစုံကဝေရဲ့လက်ထဲကမှော်တောင်ဝေးကိုဆွဲယူပြီးအားကုန်သုံးကချိုးပစ်လိုက်ပါတယ်။အဲ့ဒီချိန်မှာပဲသူမဖခင်ရဲ့အရေးကတပံပေါ်လာပါတယ်။အဖေရောက်လာပြီလား။ဟုတ်တယ်သမီးအခုတော့အဖေဒီလောကရဲ့နှောင်ကြိုးတွေကနေလွတ်မြောက်သွားပါပြီ။ဒါပေမဲ့မသွားခင်သမီးကိုအမှန်တရားတစ်ခုထပ်ပြောရအောင်မယ်။ဘာလဲရင်အဖေသမီးအားလုံးကိုသိချင်ပါတယ်။အဲ့ဒီဆုံးကဝေးကမင်းသမီးကိုတက်ပြီးသူ့ရဲ့ဝိညာဉ်ကိုသမီးအမေရဲ့ပိုက်ထဲထည့်ခဲ့တာ။ဒါပေမဲ့အဲ့ဒီမင်းသမီးရဲ့ရုပ်အလောင်းကိုတော့ဒီနေရာမှာပဲသူမြုပ်နှံထားခဲ့တယ်။သူကသမီးကိုပါတက်ပြီးရုပ်အလောင်းနှစ်ခုလုံးကိုမီးရှို့ရစ်ပူဇော်ဖို့ကြံစီထားတာကွ။ဒါကြောင့်သမီးအဲ့ဒီမင်းသမီးရဲ့အလောင်းကိုရှာပြီးတိတိကျကျတကြိုပေးရမယ်။ဒါမှပဲအရာအလုံးငြိမ်းချမ်းသွားမှာကွ။ဟုတ်ကဲ့ပါဖေသမီးသိပါပြီ။ရတာဟာသူမဖခင်ညွန်ပြတဲ့နေရာကိုတူးဖော်ကြည့်တဲ့အခါမှာတော့အမှန်တကယ်ပဲမင်းသမီးတစ်ပါးရဲ့ရုပ်အလောင်းကိုတွေ့ရှိခဲ့ပါတယ်။သူမဟာအဲ့ဒီအလောင်းကိုဆုံးကဝေရဲ့ရစ်ပူဇော်တဲ့မီးဖိုထဲထည့်ပြီးစနစ်တကျမီးတကြိုပေးလိုက်ပါတယ်။မင်းသမီးရဲ့ခန္ဓာကိုယ်ကမီးတောင်တွေထဲမှာပြာကျသွားတဲ့အခါမှာတော့တောက်ပါတဲ့အလင်းတန်းတစ်ခုနဲ့အတူနမိမေတစ်ပါးပေါ်လာပါတယ်။ရတာမင်းရဲ့လောက်ရက်ကတကယ့်ကိုအုံးစီယာကောင်းပါတယ်။မင်းကအားလုံးကိုလွတ်မြောက်အောင်လှုပ်ပေးလိုက်ပြီးရတာကတော့အံ့ဩစွာနဲ့မေးလိုက်ပါတယ်။ရှင်ကဘာတူလဲယင်ငါကတခြားသူမဟုတ်ပါဘူး။မင်းရဲ့တငယ်ချင်းစိတ်မာလီကော်ရီပါ။မင်းကိုစောင့်ရှောက်ဖို့ငါ့ကိုမင်းရဲ့မိကဂရိတောင်းခဲ့တယ်။မင်းရဲ့မိရဲ့မိဘတွေကငါ့အသက်ကိုကယ်ခဲ့ဘူးလို့ငါကမင်းတို့ကိုတစ်သက်လုံးကျေးဇူးဆက်ဖို့ဆုံးဖြတ်ခဲ့တာပါ။ဒါဆိုရင်ကော်ရီကျမရဲ့အမေရောကျမအမေပင်မလဲယင်မင်းရဲ့အဖေကဆုံးကဝေးရဲ့လှည့်စားမှုကိုခံခဲ့ရလို့အမားတွေလုပ်ခဲ့မိတယ်။ဒါကြောင့်မင်းရဲ့မိကလည်းနောက်ဆုံးမှာတည်ရရတာပဲ။ဒါပေမဲ့မင်းရဲ့မိကိုပြန်လဲအသက်သွင်းဖို့နီလန်းတစ်ခုပဲရှိတယ်။အဲ့ဒါကတော့အမြိုက်ဆေးတစ်စက်ပဲ။အဲ့ဒီဆေးကိုလိုအပ်တယ်ကွ။ဒါဆိုအဲ့ဒီဆေးကိုကျမဘယ်မှာသွားရှာရမလဲ။အဲ့ဒီဆေးကနတ်ပြည်မှာပဲရှိတယ်။နတ်ဘရင်မရဲ့လက်ထဲမှာလုံးလုံးကြုံကြုံသိမ်းဆည်းထားတာ။ဒါပေမဲ့တတိထားနော်နတ်ပြည်ကိုသွားရတာတာမန်လူတယောက်အတွက်တိတ်ကိုအန္တရာယ်များတယ်။ဒါတောင်မင်းကဒူချာဆန်းပြတဲ့နတ်ခတ်နဲ့မွေးဖွားလာတဲ့သူမလို့ပဲ
စောင့်ကြမှုတွေကလည်းသိတင်းကျပ်တယ်လို့ဈေးကန်းတွေကလည်းခက်ခဲတယ်တကယ်လို့မင်းကိုသာဖမ်းမိသွားရင်သိတယ်မေဘာပဲဖြစ်ဖြစ်ကျမသွားပါမေကျမရဲ့အမေကိုပြန်တွေးရဖို့အတွက်ဆိုရင်ဘလောက်ပဲအနေရများပါစေကျမသွားပါမေကျမညံကိုတုံးပြီးအဲ့ဒီအမြိုက်ဆေးကိုရအောင်ယူလာပါမေကောင်းပြီဒါဆိုရင်အခုချက်ချင်းထွက်တော်ရတာမင်းဆေးယူပြီးပြန်လာရင်ငါအရင်ပျောက်သွားခဲ့တဲ့ကန်နာကိုလာခဲ့ပါအဲ့ဒီမှာမင်းအမေရဲ့ခန္ဓာကိုယ်ကိုငါယူလာပြီးတော့စောင့်နေမေရတာဟာဂေါ်ရီကိုဂရီပေးပြီးနတ်ပြည်စီကိုခရီးစတင်ခဲ့ပါတယ်လမ်းမှာတော့ရှင်လေးနှကောင်စကားပြောနေတာကိုသူ့မှကြားလိုက်ရပါတယ်ဟေးမင်းကြားပြီလားနတ်ပြည်မကြီးကအခုအမြိုက်ဆေးနာမှာအဆောင်ချက်တွေအများကြီးချထားတယ်တဲ့ဘယ်သူမှအနာကက်လို့မရဘူးတဲ့ဟုတ်တယ်အမြိုက်ဆေးကမကောင်းတဲ့သူတွေလက်ထဲရောက်သွားရင်တလောကလုံးပျက်စီးသွားနိုင်လို့တဲ့ဒါကြောင့်စီကံတွေကိုတိတ်ကိုတင်းကျပ်ထားတာငါတတိထားမှဖြစ်မေဒါပေမဲ့ငါအမေအတွက်ဆိုရင်ဘယ်လိုအနေမျိုးမဆိုငါရင်ဆိုင်ဝင်ပါတယ်လေခဏကြာတော့ရာတာဟာလှပတင့်တယ်လာတဲ့နေရာကိုရှောင်ရှိသွားပါတယ်အဲ့ဒီနေရာကတော့ထူးခြားဆန်းပြလာတဲ့နဝိဇာလောကပါသူမဟာပါရမီထူးတွေနဲ့မွေးဖွားလာတဲ့သူဖြစ်လို့အဲ့ဒီနေရာကိုရောက်သွားခဲ့တာပါဒါပေမဲ့သူမဝင်ဝင်ချင်းမှာပဲနတ်စစ်တဲ့တယောက်ကသူမကိုတွေ့သွားပါတယ်ဟေးမင်းကဘယ်သူလဲလူသားတယောက်ကငါတို့ရဲ့နတ်ပြည်ကိုဘယ်လိုဖြည်းဖြည်းရောက်လာတာလဲကျမနတ်ပြည်မကြီးနဲ့တွေ့ချင်လို့ပါရှင်ကျမရဲ့မိခင်ကိုပြန်အသက်သွင်းမှုအမြိုက်ဆေးကိုလူချင်လို့ပါနင်ကငါတို့ပြည်ရဲ့အမွန်မြတ်ဆုံးဆေးတော်ကိုတောင်းရတယ်ဟုတ်လားဒီလိုပြစ်မှုမျိုးအတွက်အပြစ်ဒဏ်ကသိတယ်မေလာခဲ့နတ်ပြည်မကြီးစီကိုလိုက်ခဲ့စမ်းနတ်စစ်သည်ဟာရာဒကိုဖမ်းဆီးပြီးနတ်ပြည်မကြီးရဲ့ရှေ့ကိုခေါ်ဆောင်သွားပါတော့တယ်ဘယမကြီးဟာမြင့်မြတ်လာတဲ့ပလင်ထက်ကနေရာဒကိုတင်းမာတဲ့မျက်နှာထားနဲ့ကြည့်ပြီးမေးလိုက်ပါတယ်မင်းကဘယ်သူမလို့ငါတို့နတ်ပြည်ကိုခိုးဝင်ပြီးအမြိုက်ဆေးကိုတောင်းရရတာလေလူသားတစ်ယောက်အနေနဲ့ဒီလိုလုပ်တာဟာသေတံထိုက်တယ်ဆိုတာကိုမသိဘူးလားဘယမကြီးရှင်ကျမနာမည်ကရတာပါကျမဒီကိုလာတာကကျမရဲ့မိခင်ကိုပြန်အသက်သွင်းဖို့အတွက်အမြိုက်ဆေးကိုလိုချင်လို့ပါကျမအမေရဲ့ခန္ဓာကိုယ်ကအခုထိရှိနေပါသေးတယ်ဒါပေမဲ့ဆုံးကဝေးတစ်ယောက်ရဲ့ရုံမာမှုကြောင့်သူမအသက်ဆုံးရှုံးခဲ့ရတာပါကျမအမေကိုကယ်တင်ပေးပါအောင်ရှင်မင်းတောင်းဆိုနေတဲ့အရာကဘယ်လောက်တန်မိုးရှိလဲဆိုတာကိုသိရလားဒီဆေးကိုတောင်းတဲ့အတွက်မင်းရဲ့အသက်ကိုတောင်စတေးရနိုင်နေနော်ကျမသိပါတယ်ရှင်ဒါပေမဲ့ကျမအမေကိုအသက်ပြန်ရှင်ခွင့်ပေးနိုင်မယ်ဆိုရင်ကျမဘယ်လိုအပြစ်ဒဏ်မျိုးကိုမဆိုခံယူဖို့အစဉ်သင့်ပါပဲကောင်းပြီမင်းရဲ့တတိကိုတော့ငါအသိအမှန်ပြုတ်တယ်ဒါပေမဲ့အမြိုက်ဆေးကိုရဖို့ဆိုရင်ငါမေးတဲ့မေကွန်း၃ခုကိုမှန်အောင်ဖြေရမယ်ပထမမေကွန်းမင်းအမြိုက်ဆေးယူပြီးပြန်လာတဲ့လမ်းမှာတစုံတစ်ယောက်ကလမ်းပိတ်ထားမယ်မင်းချီမှာရွေးချယ်စရာ2ခုရှိမယ်မင်းအမေကိုပဲကဲမလားဒါမှမဟုတ်အကူကြီးလိုနေတဲ့သစိမ်းတစ်ယောက်ကိုကဲမလားဘယင်မကြီးရှင်ကျမအမေကိုကဲတင်ရင်းနဲ့ပဲအဲ့ဒီသစိမ်းကိုလည်းဘေးမဖြစ်အောင်ကျမရဲ့ဉာဏ်ပညာနဲ့လှမ်းပေါက်ပါမယ်ဘာဖြစ်လို့လဲဆိုတော့တကယ်ခွန်အားဆိုတာတခြားသူကိုထိခိုက်စေတာမဟုတ်ပဲအားလုံးကိုကာကွယ်ပေးနိုင်ခြင်းမှာပဲရှင်းလို့ပါရှင်ဒုတိယမေကွန်းအကယ်၍အမြိုက်ဆေးယူပြီးမှဆုံးကဝေကတယောက်ယောက်ကိုထောင်ချောက်ဆင်ထားတာကိုမင်းသိလိုက်ရမယ်သူကိုကယ်တင်ဖို့အခွင့်အရေးရှိပေမဲ့အဲဒီလိုလုပ်ရင်မင်းအမေအတွက်ဆေးကအန္တရာယ်ရှိနိုင်မယ်ဆိုရင်ရောမင်းဘာလုပ်မလဲကျမအမေကိုအမြဲတမ်းဦးစားပေးမှာဆိုပေမဲ့တခြားသူရဲ့အသက်ကိုလည်းအန္တရာယ်မဖြစ်စေရပါဘူးကျမရဲ့ဉာဏ်ကိုသုံးပြီးနှစ်ယောက်လုံးကိုဘေးကင်းအောင်လှုပ်ဆောင်ပါမယ်ကျမရဲ့ဆုံးဖြတ်ချက်တိုင်းအောင်အမှန်တရားနဲ့သူတစ်ပါးအကျိုးစီးပွားပေါ်မှာပဲအခြေခံပါလိမ့်မယ်ရှင်ဘယ်သူ့ကိုမှမနစ်နာစေရပါဘူးတတိယမေကွန်းအမှန်တရားနဲ့တရားမျှတမှုကြားမှာမင်းတစ်ခုခုကိုရွေးချယ်ရမယ်ဆိုရင်မင်းအမေသက်ရှင်မှုအတွက်လိန်ညာမှုအသေးစားတစ်ခုကိုလုပ်မလားဒါမှမဟုတ်အမှန်တိုင်းပြောပြီးတယောက်ယောက်ကိုထိခိုက်စေမလားအမှန်တရားနဲ့တရားမျှတမှုကကျမရဲ့လမ်းပြတွေပါကျမဘယ်တော့မှမလိန်ညာသလိုဘယ်သူကိုမှလည်းထိခိုက်အောင်မလုပ်ပါဘူးကျမရဲ့စိတ်ရှိမှုသစ္စာတရားနဲ့ဉာဏ်ပညာကိုသုံးပြီးကျမအမေအတွက်ဘေးကင်းတဲ့လမ်းကိုရအောင်ရှာဖွေပါမယ်ရှင်ဘုရင်မကြီးကပြုံးလျက်ပြောလိုက်တယ်သိတ်ကောင်းနေရတာမင်းရဲ့ဖြေတွေကငါ့ရဲ့နှလုံးသားကိုတောင်ထိခိုက်စေတာပဲမင်းရဲ့ပညာရှိမှုတေးခံမှုနဲ့သစ္စာတရားတွေကမင်းဟာအမြိုက်စိနဲ့ထိုက်တန်နေဆိုတာသက်သေပြလိုက်တာပဲနတ်ဘုရင်မကြီးကရာဒါကိုအမြိုက်စေဖို့လေးပေးရလိုက်ပါတယ်ရာဒါဟာဝမ်းသာအားရနဲ့ဈေးကိုကင်ပြီးနတ်ပြည်ကနေအမြန်ဆုံးပြန်ဆင်းလာခဲ့ပါတယ်
လာတာဟာကော်ရီနဲ့ဂရီပေးထားတဲ့အတိုင်းရေကန်နားကိုရောက်လာခဲ့တယ်။အဲဒီမှာနမိမေကော်ရီဟာလာတာရဲ့ခန္ဓာကိုယ်ကိုပွေ့ချပြီးစောင့်နေပါတယ်။သူမဟာဒီချိန်တွေတော့တွင်လာတာရဲ့ခန္ဓာကိုယ်ကိုစောင့်ရှောက်ထားခဲ့တာပါ။ရတာမင်းဆေးယူလာနိုင်ခဲ့ပြီလား။ဟုတ်ကဲ့ယူလာနိုင်ပါပြီ။ဒါကအမြိတ်ဆေးပါပဲ။ကော်ရီဟာဆေးရဲ့အနေငယ်ကိုလာတာရဲ့ပါးစပ်ထဲကိုထည့်လိုက်ပါတယ်။ခဏကြာမှတော့လာတာဟာမျက်လုံးပွင့်လာပြီးအသက်ပြန်ရှူလာပါတယ်။သူမဟာဘေဘီကိုကြည့်ရင်အော်စွာမေးလိုက်ပါတယ်။ငါဘယ်ရောက်နေရလဲ။ငါရဲ့သမီးလေးငါကလေးပဲမလဲ။လာတာမင်းသမီးလေးကမင်းရဲ့ဘေးမှာရှိပါတယ်။ရတာဟာသူမရဲ့တတိနဲ့စူးစမ်းမှုကြောင့်မင်းကိုပြန်လဲအသက်သွင်းပေးခဲ့တာပါ။အခုမင်းတို့တားအမိတွေဘေးကင်းပါပြီကွယ်။ဟင်ဒါဘယ်လိုလုပ်ဖြစ်နိုင်မလဲ။ကျမတည်သွားခဲ့တာမဟုတ်ဘူးလား။ဒါရီအားလုံးကကံကြမ္မာရဲ့အစီအမံတွေပါပဲလာတော့။အခုတော့မင်းဟာမင်းသမီးလေးနဲ့အတူပျော့ပျော့ရွှင်ရွှင်နေထိုင်နိုင်ပါပြီ။ကိုရီးယားအဲ့ဒီစကားကိုပြောပြီးတဲ့နောက်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲကောင်းငင်ပေါ်ကိုပြန်တက်သွားပါတော့တယ်။လာတာဟာသူမရဲ့သမီးလေးရာတာကိုတင်းကျပ်စွာဖတ်ထားရင်ငိုကြွေးပါတော့တယ်။သမီးလေးရဲ့အမေသမီးကိုဘယ်တော့မှထားမသွားတော့ဘူး။သမီးကအမေရဲ့အသက်ပဲ။ဟုတ်ကဲ့အမေသမီးတို့တွေအမြဲတမ်းအတူတူနေသွားကြမယ်နော်။အိမ်မှာအဖွားလေးစောင့်နေမှာသွားကြစို့အမေ။ရာတော်နဲ့လာတာတို့ကအိမ်ကိုပြန်ရောက်လာကြပါတယ်။အိမ်ထဲမှာတော့အဖွားကိုကြံကြီးဟာသူ့မိမလေးပြောင်းဆုံးသွားတဲ့အတွက်ရင်ထုမနာငိုကြွေးနေရှာပါတယ်။ဖယားသခင်ကျမရဲ့မိမလေးဘယ်ကိုရောက်သွားရတာလဲ။ရက်တွေအတော်ကြာတဲ့အထိပြန်မလာဘူး။ကျမရဲ့သားရောချွေးမရောအားလုံးကိုဆုံးရှုံးခဲ့ရပြီးပြီ။အခုမိမလေးပါမရှိတော့ရင်ကျမလည်းတည်လိုက်တာကပဲကောင်းပါတယ်။အဖွားဟာနယံကိုခေါင်းနဲ့ဆောင်ဖို့ပြင်လိုက်စမ်းပါပဲ။ရာတော်နဲ့လာတာတို့ကအိမ်ထဲကိုပြေးဝင်လာပါတယ်။အဖွားရှင်းလိုက်ပါဦး။သမီးပြန်လာပါပြီအဖွားရဲ့။အမေသမီးလည်းပြန်လာပါပြီအမေ။ဒါတွေကိုမြင်လိုက်ရတဲ့အဖွားကြီးကမယုံနိုင်အောင်ဖြစ်သွားတော့တာပေါ့။ဟင်ဒါဘယ်လိုလုပ်ဖြစ်နိုင်မှလဲ။ချွေးမညီတည်သွားခဲ့တာလေ။နမီမေကသမီးရဲ့ခန္ဓာကိုယ်ကိုဘေးကင်းအောင်စောင့်ရှောက်ပေးခဲ့လို့ပါအမေ။အခုသမီးတို့အားလုံးပြန်ဆုံးကြပြီနော်။အဖွားကိုကြံကြီးလဲဝမ်းသာမျက်ရည်တွေကြာလာပါတော့တယ်။အေးပါငါ့ကိုဘယ်တော့မှတယောက်တည်းထားမသွားကြပါနဲ့တော့အေးစိတ်ကြပါအမေသမီးတို့ဘယ်တော့မှအမေကိုတယောက်တည်းမထားတော့ပါဘူးအခုကျမတို့မိသားစု3ယောက်လုံးဘေးကင်းသွားပါပြီအမေအဲ့ဒီနေရာစပြီးလာတာရာတာနဲ့ဂျန်ကီတို့သားမိ3ယောက်ဟာဘဝကိုအေးချမ်းသာယာစွာနဲ့ပျော့ပျော့ရွှင်ရွှင်ဖြတ်တန်းသွားကြပါတော့တယ်အခုတင်ဆက်ပေးလိုက်တာကတော့မိခင်နဲ့သားသမီးကြားကခိုင်မြဲတဲ့မြတ်တရားနဲ့တတိရှိလာတဲ့သမီးတယောက်ရဲ့စွန့်စားခံပုံမြင်လေးပဲဖြစ်ပါတယ်။နားဆင်ပေးခဲ့ကြတဲ့ပရိသတ်ကြီးအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။နောက်ထပ်ဇာတ်လမ်းကောင်းတွေမှာပြန်လည်ဆုံတွေ့ကြပါစို့နော်။ကျမတို့ရဲ့ channel လေးကိုလည်း like, share နဲ့ subscribe လုပ်သွားပေးခဲ့ကြဖို့မမေ့ကြပါနဲ့ဦးနော်။အားလုံးပဲကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေ။